အားလုံးမင်္ဂလာပါရှင်ကျွန်မကဒီနေ့ဆိုလို့ရှိရင်ဗာလေးကိုပြောပြချင်တာလေဆိုတော့အခုလက်ရှိပေါ့နော်ကျွန်မဗာလေးလုပ်နေလဲဆိုလို့ရှိရင်ကျွန်မရဲ့ကလေးတွေကိုဒီနေ့ကစနေတနင်္ဂနွေဆိုတဲ့အခါကျတော့ကျွန်မကဒီရှက်အင်ကြီးပတန်လေးဆွဲတာတင်မယ်ပေါ့နော်ရှက်အင်ကြီးပတန်လေးဆွဲတာတင်မယ်ပြီးလို့ရှိရင်ဗီဒီယိုဖိုင်လေးတင်ရမယ်ပေါ့နော် edit လုပ်ပြီးတဲ့အခါကျဗီဒီယိုဖိုင်လေးတင်ရမယ်နောက်တစ်ခါကျွန်မ handmadeထိုးစရာရှိတာလေးထိုးမယ်ပေါ့ handmade ထိုးရဲဆိုတော့လည်းပတ်သက်လို့လေကျမရဲ့အတွေ့အကြုံလေးတစ်ခုနဲ့ဘယ်လိုခေါ်မလဲရည်စရာလေးလည်းဖြစ်ပေါ့နော်အမှတ်တရဖြစ်စရာလေးလည်းဖြစ်ပေါ့နော်ဒါလေးကိုပြောပြခြင်းလည်းဒီတယ်ကျမ2021တုန်းကကျမပေါ့ကျမရဲ့ handmade crazy group ထဲမှာကျမကဒီဟိုလေးတွေတင်တယ်ပေါ့နော်ပညာဒါနလေးတွေတင်တယ်ကျမအရန်ပျော်ရတယ်ဘာလို့လဲဆိုတဲ့ခါကျတော့သူတို့တွေကလာပြီးတော့ပြောကြတယ်ဆ iam ကြီးဆ iam တင်လိုက်တဲ့တင်ပေးတဲ့ဒီလေးတွေပေါ့နော်ပညာဒါနလေးတွေကိုလိုက်ပြီးတော့လုပ်တာပေါ့နော်အရန်ကိုပဲကျမတို့စိတ်တွေငြိမ်နေအေးချမ်းနေပေါ့နော်အရန်ကိုပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုကျမတို့လာပြီးတော့ပြောကြတယ်ပြောတဲ့ခါကျကျမပျော်တာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျမစိတ်ကအရန်ကြတာစိတ်ကအရန်ကြနေတဲ့အချိန်မှာကျမကပညာဒါနပေးတဲ့သဘောမျိုးပေါ့နော်ကိုလည်းဘာလုပ်ရမှမသိဘူးလမ်းပြောင်းနေတာပေါ့ကျမမှာရှိတဲ့အကျင့်လေးတစ်ခုကကိုလမ်းပြောင်းနေလို့ရှိရင်ကိုလိုလမ်းပြောင်းနေတဲ့လူဘယ်နှယောက်လောက်ရှိမလဲပေါ့ကိုစိတ်ဆင်းရဲနေရင်ကိုလိုစိတ်ဆင်းရဲနေတဲ့လူဘယ်နှယောက်လောက်ရှိမလဲပေါ့ကျမအဲ့လိုမျိုးတော့တွေးတတ်တဲ့အကျင့်ရှိတယ်တခါလေကြာလို့ရှိရင်လည်းစိတ်ဆင်းရဲမှုကိုပေါ့နော်ဘယ်လိုခေါ်မလဲတခြားနည်းနဲ့ဖြည့်ရှင်းစရာကကျမတို့မှမရှိဘူးလေနော်ကိုသွားတီသွားဆိုတာဒီလိုအချိန်မျိုးမှလည်းအဆင်မပြေဘူးပေါ့နော်အဲ့ခါကျတော့ကျမတို့တွေကလေဒီပညာမျှဝေခြင်းနဲ့ပဲကျမတို့ကပေးလို့ရတာပေါ့နော်အဲ့ချိန်မှာကျမကလေသိလားစိတ်တက်ကြနေတဲ့အချိန်ဆိုတော့ခါကျတော့အပြင်ထွက်ပြီးတော့ကျမ delivery service ပေးတဲ့ခါကျ delivery service လေးပေးလိုက်ပြန်လာလိုက်ဗီဒီယိုရိုက်လိုက်တခါလေးတက်လို့ရှိရင်လည်းစိတ်ဆင်းရဲပြီးငိုလိုက်ယိုလိုက်ပေါ့လေအဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာကျမစီမှာ Messenger နေစာလေးတွေပို့ကြတယ်ဆ iam ကိုကျေးဇူးတင်တဲ့အကြောင်းပေါ့နော်သူတို့စိတ်တွေအေးချမ်းအောင်လုပ်လဲသူတို့မှတောကတွေများနေပေါ့ဆ iam ရဲ့ပညာလေးကိုလိုက်ပြီးတော့တင်တဲ့အခါကျတော့ပန်းလေးတွေအချီလေးတွေနဲ့ပန်းလေးတွေဖော်လာတဲ့အခါမှာပေါ့နော်သူတို့တွေစိတ်တွေအေးချမ်းတဲ့အကြောင်းကိုပြောကြတယ်ကျမရဲ့လက်တွေ့ဘဝမှာလေအခုဒီကလေးတွေကိုစတင်လို့ behind the scenes ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်သူတို့ကိုတင်ဖို့သူတို့ဒီစနေတနင်္ဂနွေတိုင်းကျမအဲ့တုန်းကတင်တာပေါ့နော်တင်တဲ့ခါကျတော့သူတို့တင်ဖို့အတွက်ကိုကျမကဒီပြန်ပြီးတော့ထိုးတာတွေလည်းလေ့လာရတယ်ပြီးတဲ့ခါကျတော့delivery service ကလည်းပေးရတယ်တခါလေကြာလည်း delivery လိုက်ပို့ကတ်ပြီးတဲ့ခါကျအဲ့ချိန်တော့ကိုဗစ်ကလည်းဖြစ်နေတာဒီနိုင်ငံရေးကလည်းဖြစ်နေတာဆိုတော့ကျမ delivery ပို့ရတယ်ပေါ့နော်ပို့ပြီးတော့ service ပေးပြီးတော့ကျမအလုပ်လုပ်တဲ့သဘောပေါ့နော်အဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ခါကျတော့ကျမတခါလေကြာဖြစ်ရင် delivery like လည်းပို့ပြီးတော့ပြန်လာတဲ့အချိန်မှာမောနေတဲ့အချိန်မှာကျမကဒီမှာပေါ့နော်ဗီဒီယိုနောက်နေ့ကြာလို့ရှိရင်သူတို့တင်ရတော့မယ်ဆိုဗီဒီယိုရိုက်ပေါ့တခါလေကြာလို့ရှိရင်အခုတင်တော့မယ်ဆိုမှအခုရိုက်ပေါ့နော်အခုလောက်ကြီးလဲဗီဒီယို edit ကလည်းမလုပ်တတ်သေးဘူးကျမမှလေပင်ပန်းပြီးတော့စိတ်တွေမောနေပြောမယ်ဆိုလို့ရှိရင်ရည်စရာကြီးပေါ့နော်ကျမအယူမီဝိုင်းဖြစ်နေတာအဲ့ချိန်တုန်းကလေဒါပေမဲ့လို့လေသူတို့တွေကလာပြီးတော့လေကျမပေါ့နော်ဆ iam ကြောင့်စိတ်ချမ်းသာရပါတယ်လို့ပြောတဲ့အခါကျတော့လေကျမပြောရတာပေါ့နော်ဒါမှမဟုတ်ကျမကလေရေးရတယ်သူတို့စိတ်ချမ်းသာဖို့အတွက်ကိုငါမှတော့အယူမီဝိုင်းဖြစ်နေရှာတာသူတို့မှမသိရှာဘူးလို့ဆိုပြီးတော့ပေါ့နော်တယောက်တည်းတော့လေရေးရတဲ့အခါမျိုးရှိတာပေါ့နော်တခါလေကျတော့ကျမတို့ရဲ့ဒီ handmade လုပ်တဲ့လူတွေရဲ့ behind the scenes ကတကယ်တမ်းကျတော့မသားရကြဘူးလေနော်အရန်ကိုပဲဘယ်လိုခေါ်မလဲရုန်းကန်ရတာမလွယ်ဘူးပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့မျှဝေချင်တာပါရှင်ဒါလေးကတော့ကျမထိုးထားတယ်ဒါကပထောက်ပန်းလေးအချိန်ကုန်သွားတဲ့အခါကျတော့လေကျမကဒီဟာလေးကိုကျမ gallery ကနေပြီးတော့ပြန်ယူလာတယ်အိမ်မှာပဲအလှပလေးထားမယ်နော်အဲ့ဒါလေးကိုလာပြီးတော့ရှင်းပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်